take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. I don't ever slow up, no I don't take shit. I got no Map Football မှာကြိုဆိုပါတယ်ကျွန်တော်က Map Football ပါဒီ channel ကို like နဲ့ subscribe လုပ်ပေးကြပါအောင်လို့အားလုံးကိုဖိတ်ခေါ်ပါတယ်မင်္ဂလာပါ Manchester United ပရိသတ်များအားလုံး Manchester United ရဲ့အပြောင်းအရွှေ့သတင်းတွေနဲ့ပြန်လာပါပြီဒီအပတ်တော့တကယ်ကိုရိုးအီနေအောင်ပူနေပါတယ်စိတ်လှုပ်ရှားစရာအခြေအနေတွေလောကကြီးကိုလွတ်ခတ်စေနိုင်တဲ့အလဲအလဲအပြောင်းအရွှေ့တွေအပြင်တိုက်စစ်မှုနာမည်ကြီးတစ်ယောက်ပါရွေးချယ်စရာအဖြစ်ထပ်ပေါ်လာလို့ပါဘလို့တွေလဲဆိုတာလိုက်ကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့တတိထားရမှာကတော့ Brentford ရဲ့တောင်ပန်ကစားသမားကောင် Bryan Mbeumo ရဲ့အပြောင်းအရွှေ့ကိစ္စပါပဲ။တတိနဲ့မြန်ဆုံးထွက်ပေါ်လာတာကတော့ Manchester United ဟာဇွန်လ30ရက်နေ့နောက်ဆုံးထားပြီး Mbeumo ကိုခေါ်ယူဖို့အပိုင်ပိတ်ရမယ်လို့ပြစ်မှတ်ထားပါတယ်။ဒီနောက်ဆုံးရက်အတွင်းအလင်းအမြန်ပိတ်ဖို့အရေးကြီးတဲ့အကြောင်းရင်းကတော့ဘန်ဂျာရေးဆိုင်ရာမျှတမှု Financial Fair Play FFP ကိစ္စကြောင့်ပါ။ဒီလာကုန်အတွင်းကစားသမားကိုခေါ်ယူပြီးငွေပေးချေလိုက်ရင်အဲ့ဒီကုန်ကျစရိတ်အလုံးဟာအခုလေးတင်ပြီးဆုံးသွားတဲ့ယာဒီရဲ့ဘန်ဒါရေးစီရင်တွေကိုဝင်သွားမှာပါဒါဆိုရင်လာမယ့်ယာဒီအတွက်အင်အားထိတင်မဲ့ဘတ်ဂျက်ကိုထိခိုက်မှာမဟုတ်ဘဲကလပ်အနေနဲ့တခြားနေရာတွေမှာပါကစားသမားတွေထပ်မံဖြည့်တင်ဖို့ပိုပြီးလွတ်လပ်ခွင့်ရလာပါလိမ့်မယ်လက်ရှိအခြေအနေကတော့ United ကပေါင်ထန်း60ဝန်းကျင်နဲ့ bonus အနေနဲ့ပေါင်9တန်းထပ်ပေါင်းပြီးကားလမ်းဖို့ပြင်ဆင်နေပါတယ်ဒါပေမဲ့ Brentford ကတော့ပေါင်ထန်း80မှာပဲရက်ခန့်နေတော့ပါပဲဒီနောက်ဆုံးအချိန်ညှိနှိုင်းမှုတွေဘလို့အဆုံးသတ်မလဲဆိုတာစောင့်ကြည့်ရမှာပါပဲတေချာတာကတော့ United ကအချိန်နဲ့ပြိုင်ပြီးပြင်းပြင်းထန်ထန်အလုပ်လုပ်နေရတာပါ Manchester United က Bryan Mbeumo ကိုဇွန်လ30ရက်နေ့အတွင်းအပိုင်ပိတ်ဖို့ပြစ်မှတ်ထားတာဟာပြိုင်ပတ်တွေကိုဖျက်တောက်ဖို့အလင်းလိုနေတာတင်မဟုတ်ဘဲဘန်ဒါရေးဆိုင်ရာမျှတမှု FFP စီးမင်းဒီအောက်မှာအလွန်အရေးကြီးတဲ့ဘန်ဒါရေးဆိုင်ရာမဟာဗျူဟာတစ်ခုလည်းဖြစ်ပါတယ်ဘောလုံးကလပ်အမားစုရဲ့ဘန်ဒါရေးနှစ်ကဇွန်လ30ရက်နေ့မှာကုန်ဆုံးပါတယ်Mbeumo ကိုအဲ့ဒီရက်မတိုင်ခင်စာချုပ်ပြီးငွေပေးချေလိုက်မယ်ဆိုရင်ဒီကုန်ကျစရိတ်ဥပမာပေါင်60-50ရက်စစ်တန်းကအခုမှပြီးခဲ့တဲ့2024-25ရာသီရဲ့ဘန်ဒါရေးစီရင်လဲပါသွားမှာပါဇူလိုင်လတရက်နေ့ဘန်ဒါရေးနှစ်တည်း2025ရာ6ရာသီစတင်တဲ့အခါကလပ်ကသူ့ရဲ့ဘတ်ဂျက်ကိုမထိရသေးတဲ့အခြေအနေနဲ့စတင်နိုင်ပါပြီဒါဆိုရင်ကွင်းလေခန်းစစ်ဒါမှမဟုတ်ဗဟိုနောက်ခံလူလို့တခြားလိုအပ်တဲ့နေရာတွေအတွက်ကစားသမားအင်အားဖြည့်တင်ဖို့အပြည့်အဝဘတ်ဂျက်ရှိနေမှာဖြစ်ပြီးကြီးမားတဲ့ငွေတွေတုံးပြီးဆိုတဲ့စိုးရိမ်စရာမလိုတော့ပါဘူးဒီလိုစီမံခန့်ခွဲမှုက INEOS ဦးဆောင်တဲ့အုပ်ချုပ်ရေးအထွေအသေးရဲ့တေတေချာချာစီမံကိန်းဆွဲမှုတွေကိုပြသနေသလိုအပြောင်းအရွှေ့ဈေးကွက်ညက်ချန်ရှိတဲ့ကာလတွေမှာတခြားအပြောင်းအရွှေ့တွေကိုညှိနှိုင်းရမှာလဲကလပ်ကိုပိုမိုလက်လက်ခွင့်ပေးစွမ်းနိုင်ပါတယ်ဘာလို့ Mbeumo ထင်ရတာလဲဘန်ဒါရေးကိစ္စအပြင် Mbeumo ရဲ့အစီအချင်းတွေကအတင်းအသွိုက်အရန်ကိုအံဝင်ခွင့်ချထင်နေပါတယ်သူကအချိန်ယူပြီးလိုက်ရောက်ညီထွေဖြစ်အောင်နေစရာမလိုပါဘူးအင်္ဂလိပ်ဘောလုံးကိုကောင်းကောင်းနားလည်တဲ့အတွက်တခြားလိကနေပြောင်းလာတဲ့ကစားသမားတွေလိုမအောင်မြင်မှာကိုစိုးရိမ်စရာနည်းပါပဲသူကညတောင်ပန်ဘဲတောင်ပန်နဲ့တိုက်စစ်မှုအခြေပါကစားနိုင်တာကြောင့်အသင်းမှာကစားသမားရွေးချယ်စရာပိုများလာစေပါတယ်သူကစ조사တယ်မြန်ဆန်တယ်ဘောလုံးနဲ့အတူကောင်းကောင်းသွားနိုင်တယ်အရွေးကြီးဆုံးကတော့သူကဂိုးသွင်းနိုင်တဲ့အခွင့်အရေးတွေဖန်တီးပေးတာဂိုးသွင်းယူတာမှာတမတ်တတိကောင်းမွန်တဲ့မှတ်တမ်းတွေရှိပါတယ်ဒါကမန်ယူတိုက်စစ်ပိုင်းမှာလိုအပ်နေတာတွေပါတယ်ဒါကြောင့် Brentford ရဲ့ဒီနောက်ဆုံးအချိန်ညှိနှိုင်းမှုကတော်တော်ပြင်းထန်နေပါတယ် Brentford က United အလင်းလိုနေတာကိုသိသလို United ဘက်ကလည်းမလိုအပ်ဘဲပိုက်ဆံပုံမတုံးချင်ပါဘူးဒါကအုပ်ချုပ်ရေးအခွင့်ရဲ့ညံစွမ်းကိုအမှန်တကယ်စမ်းသပ်နေတာပါပဲဝင်လာမဲ့သူတွေအကြောင်းခဏနာပြီးထွက်သွားနိုင်တဲ့သူတွေအကြောင်းတလည်းကြည့်အောင်ဗျာနာမည်ကြီး Serie A Club Napoli ဟာ Manchester United ကိုအံ့အားသင့်စရာကမ်းလှမ်းမှုနဲ့ဆက်သွယ်လာခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်သူတို့က Nigeria တိုက်စစ်မှုအကောင်ဆို Victor Osimhen မီနီမာနတ်ဒေစီပို့ပေးမဲ့အစား Rasmus Højlund နဲ့ Jadon Sancho တို့ကိုသူတို့အသင်းစီလွှဲပြောင်းပေးဖို့အသင့်ရှိနေတယ်လို့ဆိုပါတယ်သတင်းတွေအရနာပိုလီနီးပြတဲ့အန်တိုနီယိုကွန်တီကတိုက်စစ်ပိုင်းကိုအကြီးအကျယ်ပြန်လည်မွမ်းမံချင်နေတာပါအီတလီမှာအတွေ့အကြုံရှိဖို့တဲ့ Højlund ဟာအသင်းနဲ့ချက်ချင်းအံဝင်မယ်လို့သူကမြင်နေတယ်လို့ Sancho ကလည်းသူတို့ကြားစောင့်ကြည့်နေခဲ့တဲ့ပြစ်မှတ်တစ်ခုပါဒါပေမဲ့ဒီသမိုင်းဝင်အပြောင်းအရွှေ့သွားအရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့အိုစီမန်အနေနဲ့မန်ယူရဲ့လက်စာနှုံထားအသင်းနဲ့ကိုက်ညီဖို့သူ့ရဲ့လက်စာကိုရှော့ချဖို့လိုအပ်ပါတယ်ဒါကဒီအပြောင်းအရွှေ့အတွက်အကြီးမားဆုံးအတားအဆီးဖြစ်လာနိုင်ပါတယ်ဒီအပြောင်းအရွှေ့ကပုံမှန်ကစားသမားအလဲလုပ်တာမဟုတ်ပဲပါဝင်ပတ်သက်သူအားလုံးရဲ့အကျိုးစီးပွားတွေပါဝင်နေတဲ့ရှုပ်ထွေးတဲ့တွက်ချက်မှုတစ်ခုပါပဲ Manchester United ရဲ့အမြင်
ဂိုးသွင်းပြဿနာဖြေရှင်းနိုင်ခြင်းဂိုးသွင်းဆက်လို့တက်သေးပြပြီးသားကမ္ဘာအဆင့်မီတိုက်စစ်မှုဗစ်တာအိုစီမန်ကိုရရှိတာကြောင့်အသင်းရဲ့မတည်ငြိမ်တဲ့ဂိုးသွင်းပြဿနာကိုချက်ချင်းဖြေရှင်းနိုင်ပါလိမ့်မယ်ကစားသမားထွက်ပယ်နိုင်ခြင်းတိုးတက်ဖို့အချိန်လိုနေသေးတဲ့ Rasmus Højlund နဲ့ကလပ်နဲ့ပြဿနာရှိနေတဲ့ Jadon Sancho တို့ကိုတပြိုင်နက်တည်းအသင်းကနေထွက်ခွာခွင့်ပြုနိုင်တာကြောင့်အသင်းရဲ့နေရာလွတ်တွေရလာပြီးလာစာဝင်းထုတ်ဝင်ဖို့ကိုလည်းရှော့ချနိုင်ပါလိမ့်မယ်ကြီးမားတဲ့ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူထားတဲ့ Højlund ကိုတရားတီပဲကစားပြီးပြန်လွတ်ပေးတာဟာအဲ့ဒီပြောင်းရွှေ့မှုရဲ့ကြာရှုံးမှုကိုဝန်ခံလိုက်တယ်လို့ထင်တော်နိုင်ပါတယ်။ Osimhen ရဲ့လာစာပြဿနာဒါကဒီအပြောင်းရွှေ့ရဲ့အကြီးမားဆုံးအသာအစီးပါOsimhen ကလာစာအများကြီးရနေလာထပြီးဒါက INEOS ရဲ့လာစာကန်တက်ရေးမူဝါဒနဲ့ကိုင်ညီမှုမရှိပါဘူး။ INEOS ကအရင်လိုကစားသမားတဦးတဲ့အကလာစာတွေအများကြီးပုံမပေးချင်တော့ပါဘူး။ နာပိုလီရဲ့အမြင်အသစ်ပလန်တီဆောက်ခြင်းနီးပအန်တိုနီယိုကွန်တီရဲ့ဦးဆောင်မှုအောက်မှာအသင်းတစ်ကိုတီဆောက်ဖို့လူငယ်ကစားသမား2ဦးရရှိလာခြင်းယင်းနီးမြတ်တမှုတန်ဖိုးရှိခြင်းOsimhen ကိုဆုံးရှုံးရပြီးငွေသားတစုတည်းရမယ့်အစားချက်ချင်းအသုံးပြုနိုင်မယ့်အလားအရှိတဲ့ကစားသမားကြီးကိုအစားထိုးရရှိတာဖြစ်ပြီး Højlund ကလည်းအီတလီဘောလုံးနဲ့ရင်းနှီးပြီးသားပါကစားသမားရဲ့အမြင် Højlund ရင်းနှီးပြီးသားလိဂ်မှာပြန်ပြီးထွန်းတောက်ဖို့ကောင်းမွန်တဲ့အခွင့်အရေးဖြစ်နိုင်ပါတယ်မန်ယူမှာကစားရတဲ့ကြီးမားတဲ့ဖီယောတွေကနေလည်းလွတ်မြောက်နိုင်ပါတယ်။ Sancho တခြားလိဂ်ကကလပ်ကြီးတစ်ခုမှာဘဝသစ်စတင်တာကသူ့ရဲ့ဘောလုံးသမားဘဝကိုပြန်လည်နာလန်ထူဖို့အကောင်းဆုံးနည်းလမ်းဖြစ်နိုင်ပါတယ်။ Osimhen Premier League မှာကစားဖို့သူ့ရဲ့အိမ်မက်အတိုင်းပြောင်းရွှေ့ခွင့်ရမှာပါ။ဒါပေမဲ့အရေးကြီးတဲ့မေးခွန်းကတော့ဒီအပြောင်းရွှေ့ပြမြောက်ဖို့အတွက်သူ့ရဲ့လာစာကိုရှော့ချဖို့အသင့်ရှိရလားဆိုတာပါပဲ။ချုပ်ပြောရရင်ဒီအပြောင်းရွှေ့ကစိတ်လှုပ်ရှားစရာကောင်းပေမဲ့ကစားသမား3ဦးရဲ့တန်ဖိုးကိုတွက်ချက်ရတာရှုပ်ထွေးတဲ့အပြင်လာစာပြဿနာတွေကြောင့်ဖြစ်နိုင်ချေနီးပေမဲ့မဖြစ်နိုင်တာတော့မဟုတ်ဘူးလို့ပြောရပါလိမ့်မယ်။ဒီလောက်နဲ့မပြီးသေးပါဘူးခင်ဗျာ။မန်ယူကအပြောင်းရွှေ့ကိစ္စအနေနဲ့ရှုပ်နေတော့တိုက်စစ်မှုနာမည်ကြီးတယောက်အကြောင်းစိတ်ဝင်စားစရာထပ်ပေါ်လာလို့သူကတော့ Juventus ရဲ့ဆာဘီယာတိုက်စစ်မှု Dusan Vlahovic ပါ Vlahovic ဟာ Juventus နဲ့စာချုပ်တစ်နှစ်ပဲကြံတော့လာဖြစ်ပြီး Old Trafford ကိုပြောင်းရွှေ့ကစားဖို့စိတ်ဝင်စားကြောင်းသူ့ရဲ့ကိုစားလှယ်ကိုပြောကြားခဲ့တယ်လို့သတင်းတွေထွက်နေပါတယ်။သူဟာတပတ်ကိုပေါင်3,200,000ရနေတဲ့လစာကိုတပတ်ပေါင်2သိန်းလောက်အထိ short ချဖို့ပါအသင့်ရှိနေတယ်တဲ့ဗျာ။ပိုပြီးစိတ်ဝင်စားစရာကောင်းတာက Juventus ကသူ့ကိုပေါင်25သန်းနဲ့ပဲရောင်းချဖို့အသင့်ရှိနေတာပါ။တန်ဖိုးကြီးမားခဲ့တဲ့တိုက်စစ်မှုတယောက်အတွက်မယုံနိုင်လောက်အောင်ဈေးပေါ်တာပါပဲ။ဒါပေမဲ့သူ့ရဲ့တန်ရာပြဿနာစွန့်စားရမှုတွေကိုလည်းထက်သွက်ဖို့လိုပါမယ်။လူတိုင်းက MBU မိုးနဲ့ Osimhen တို့ရဲ့အပြောင်းအရွှေ့တွေကိုစောင့်ကြည့်နေတော့ Dusan Vlahovic ရဲ့နာမည်ကစိတ်ဝင်စားစရာအပြောင်းအလဲဖန်တီးသူတယောက်အဖြစ်ပေါ်ထွက်လာခဲ့ပါတယ်။ဘာလို့ဒီအပြောင်းအရွှေ့ကစိတ်ဝင်စားဖို့ကောင်းတာလဲ။မယုံနိုင်စရာဈေးနှုန်း Juventus ကသူ့ကိုပေါင်25သန်းနဲ့ပဲထုတ်ရောင်းဖို့မတင်ရှိနေတာဟာရွှေရောင်အဖွင့်ရေးပါပဲဒီကစားသမားဟာအရင်ကယူရိုတန်း80နီးပါးတန်ကြေးရှိခဲ့တာပါစာချုပ်တစ်နှစ်ပဲကျန်တော့တာကြောင့် Juventus ကအမြန်ရောင်းဖို့ဖိအားပေးခံထားရပါတယ်အစစ်အမှန်တိုက်စစ်မှုနံပါတ်9 Vlahovic ဟာတဘာဝတိုက်စစ်မှုစစ်ပါအရက်ရှည်တဲ့ခိုင်မာတဲ့ဘောလုံးထိန်းသိမ်းမှုကောင်းတဲ့ဂိုးအေရီယာထဲမှာဂိုးသွင်းဗီဇာကလည်းအယမ်းမြင့်မာပါတယ်ဒါကအသင်းမှာရှိတဲ့တခြားတိုက်စစ်မှုတွေနဲ့ကွဲပြားတဲ့ကစားဟန်ပါကစားသမားရဲ့စန္ဒကစားသမားကအသင်းပြောင်းဖို့အတွက်လစာအများကြီးရှော့ချဖို့အသင့်ရှိနေတာဟာ Old Trafford မှာကိုထပ်တည်ပြခြင်းတဲ့စန္ဒကိုပြသနေပါတယ်ထက်သွင်းစဉ်းစားရမယ့်အန်ဒရီယာများဒန်ယာမတ်ဒန်ဒါကအကြီးမားဆုံးအနီရောင်အလန်းပါပဲ Vlahovic မှာပေါင်ချန်ဒန်ယာပြဿနာတွေမကြာခဏရှိနေပါတယ်ဒါကဘောလုံးသမားတွေအတွက်စိုးရိမ်စရာကောင်းပြီးနားထားရှည်ဖြစ်နိုင်တဲ့ဒန်ယာမျိုးမှာနန်ယူရဲ့ဆေးအဖွဲ့ကတေးသေးချာချာအကဲဖြတ်ဖို့လိုပါလိမ့်မယ်စွမ်းဆောင်ရည်တည်ငြိမ်မှုဂိုးသွင်းမှတန်ကောင်းမွန်ပေမဲ့ Juventus နဲ့သူ့ရဲ့ကစားပုံကအတက်အကျရှိခဲ့ပါတယ်။ Premier League လို့ပိုချမ်းတန်းဖိမြန်ဆန်တဲ့ League ကိုပြောင်းလာတဲ့အခါသူတည်ငြိမ်တဲ့စွမ်းဆောင်ရည်ကိုထိန်းသိမ်းထားနိုင်မလားဆိုတာကတော့အရေးကြီးတဲ့မေးခွန်းပါ။ဒါကြောင့် Vlahovic ရဲ့အပြောင်းအရွှေ့ဟာအန်ဒရီယာနဲ့အကျိုးအမြတ်များလို့ပဲဖြစ်နေပါတယ်။သူသာကိုခန္ဓာကြန့်ခိုင်မှုကိုထိန်းသိမ်းထားနိုင်ရင်မန်ယူကထိပ်တန်းတိုက်စစ်မှုတအူးကိုဈေးပေါ့နဲ့ရရှိမှာပါ။ဒါပေမဲ့ဒဏ်ရာပြဿနာတွေဆက်ရှိနေမယ်ဆိုရင်တော့ဒီရင်းနှီးမြှုပ်နှံမှုကအချီးနှီးချသွားနိုင်ပါတယ်။ဒီအပတ်မန်ယူရဲ့အပြောင်းအရွှေ့ဈေးကွက်ကတကယ်ကိုမိနစ်ပိုင်းအတွင်းလိုက်ကြည့်ရလောက်အောင်စိတ်ဝင်စားစရာကောင်းနေတယ်လို့ပြောနိုင်ပါတယ်။ MBU မိုးအပြောင်းအရွှေ့အချိန်နဲ့ပြန်ရတာတွေနာပိုလီရဲ့အသင်းကတိုက်စစ်ပိုင်းပုံစံကိုပြောင်းလဲနိုင်တဲ့အန်အောတင်စရာကမ်းလှမ်းမှုတွေပြီးတော့ Vlahovic လိုနာမည်ကြီးတိုက်စစ်မှုကိုဈေးပေါ်လဲခေါ်ယူနိုင်မဲ့အခွင့်အရေးတွေပေါ့။တငယ်ချင်းပရိသတ်တို့တော့ဘလို့ထင်လဲဗျာ။ဘယ်အပြောင်းအရွှေ့ကိုအရင်ပိတ်စေချင်လဲ။ဒါမှမဟုတ်ဘယ်အပြောင်းအရွှေ့ကအထစ်နိုင်ဆုံးလို့ထင်လဲ။ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကိုကောမန့်မှာဝင်ရောက်ဆွေးနွေးပြောဆိုသွားလို့ရပါတယ်ခင်ဗျာ။